အားလုံးပဲမင်္ဂလာပါကျွန်တော်ရန်ကုန် clinic service ကကြိုဆိုပါတယ်ကျွန်တော်ရန်ကုန် clinic service ရဲ့အခုကားပတ်မှာကျွန်တော်ဆက်နေတယ်ဒီနေ့ကတော့ကားပတ်မှာကိုကျွန်တော်ဆက်ပြီးရအောင်ဆိုပါမယ်ကျွန်တော်ကားပတ်ကိုကြည့်ပါဆောင်ပြီးဆက်ပြီးရအောင်ဆိုတော့ဒီကားပတ်ကိုကျွန်တော်ဆက်နေတယ်ဒီကားမျိုးလေးဖြစ်ပါတယ်ဒီနေ့ကတော့ကြိုရတဲ့အချိန်မှာ drive web ပုံစံမျိုးကိုပြန်ပြီးတော့ပြန်ဆုပ်နေတဲ့ဒီကားမျိုးလေးဖြစ်ပါတယ်အခုမြင်တွေ့နေရတော့ကျွန်တော်တို့ကားပတ်များကို drive web ပုံစံမျိုးကားပတ် short ရဲ့စီးရီများပဲထည့်ပြီးတော့ကျွန်တော်တို့ဆက်နဲ့ဒေရှာတိုက်ပြီး short ဖွင့်နေတာပေါ့နော်ကျန်ရင်ကားပတ်များကိုအခုလက်ရှိကျွန်တော်တို့လုပ်နေတာတော့မြန်မာပြည်ကမှာground web ပုံစံမျိုးcustomer တယောက်ကလာအခါတို့ကျွန်တော်တို့ကားပတ်များကို short ဖွင့်နေခြင်းဖြစ်ပါတယ်ခုလိုရုံးပြီးတော့အနံပြီးတော့ customer များကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ်ကျွန်တော်တို့ service မှာရရှိတာကတော့ deep cleaning normal cleaning part time cleaning home made မှုရ cleaning ကျွန်တော်တို့ဒီ sofa drawing work cleaning များရရှိပါတယ်ကျွန်တော်တို့မှာတခြားလိုအပ်ချက်ရှိရဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဆေးများကိုတုပ်ပေးတဲ့ service ကိုပါထည့်သွင်းပေးထားပါတယ်ခင်ဗျဟုတ်မမရမ်းမကက်နဲ့ရမ်းမကက် လိုင်းလေးဆင်းပြီးတော့ကျွန်တော်မြန်မာပလာဇာမှာကားပတ်များကိုရှော့ခြင်းဖြစ်ပါတယ်နော်ဟို customer ကတောက်တာ